လွန်ခဲ့တဲ့3ရက်လောက်က Cristiano Ronaldo Instagram မှာတင်ခဲ့တဲ့အယုတ်ကလေးတွေအကြောင်းဒီနေ့ပြောကြပါမယ်။ Ferrari 2စီးနဲ့ Bugatti 1စီးပါ။လွန်ခဲ့တဲ့နေ့က CR7 ကသူ့ရဲ့ Instagram အကောင့်မှာ My Drive ဆိုတဲ့ caption နဲ့သူ့ရဲ့ကားတွေကိုထုတ်ပြီးတော့ show off လုပ်ခဲ့ပါတယ်။ Ronaldo က Pier Morgan နဲ့ interview တစ်ခုမှာ Pier Morgan ကမင်းမှာကားဘယ်နှစီးရှိလဲဆိုတဲ့မိကွန်းကိုသူ့မှာ40စီးလား42စီးလားသူတေချာတော့မသိပါဘူးလို့ပြန်ဖြေခဲ့တဲ့အပြင်အဲ့ဒီကားတွေကိုလည်းသူလုံးဝမမောင်းမှုကြောင့်ဖြေခဲ့ပူပါတယ်။အဲ့ဒီသူတင်ထားတဲ့ပုံတွေကမှအမြင်သာဆုံးကား3စီးအကြောင်းကိုကျွန်တော်ဒီနေ့ရှားကြည့်ထားပါတယ်။အရင်ဆုံးဘယ်ဘက်တောင်မှမြင်နေရတာကတော့ Ferrari Daytona SP3 Limited Edition ဖြစ်ပြီးတော့တစ်ကမ္ဘာလုံးမှာ999စီးပဲထုတ်ထားတာပါ။ကားရဲ့ engine ကလည်း naturally aspirated 829 horsepower ထိထွက်ပါတယ်။ဒီနေရာမှာ naturally aspirated ဆိုတာဘာလဲကျွန်တော်ပြောပြပါမယ်။ naturally aspirated ဆိုတာ turbo charger တွေ super charger တွေလို့ booster တွေမပါဘဲနဲ့ engine ကချီပဲတက်တက်ထွက်တဲ့ horsepower ကိုပြောတာပါ။အမြင့်ဆုံးအနေနဲ့တနာရီကိုကီလိုမီတာ340နှုန်းထိမောင်းလို့ရပါတယ်။ original price ကတော့ 2.25 million နဲ့ပဲရောင်းခဲ့ပေမဲ့ခုချိန် secondary market retail market မှာတော့ 5.5 million ကနေ 7.5 million ထိပေါက်ကြီးရှိတဲ့ကားပဲဖြစ်ပါတယ်။ဒုတိယမြင်နေရတဲ့ Ronaldo မတ်တက်ရဲ့နေတဲ့နောက်ကကားကတော့ Ferrari Monza SP1 ပဲဖြစ်ပါတယ်။သူ့မှာထိုင်ကုန်တစ်လုံးပဲပါတာပါ။သူကလည်းခုနကကားလိုပဲ Ultra Exclusive 490 စီးထုတ်ထားတာဖြစ်ပြီးတော့ naturally aspirated 810 horsepower ထွက်ပါတယ်။ခုချိန်မှာတော့အကားတွေကကားရဲ့ condition မှာမူတည်ပြီးတော့2.6 million ကနေ 3.6 million ထိတန်ကြီးရှိပါတယ်။နောက်ဆုံးဖင်မီလေးပဲမြင်နေရတဲ့ကားကတော့ Bugatti Veyron GSV ပဲဖြစ်ပါတယ်။ Limited Edition ဖြစ်ပြီးတော့ကမ္ဘာပေါ်မှာ92စီးတဲ့ထုတ်ထားတာပါ။မြင်းကောင်ကြီးအား1200ထိထွက်တဲ့16လုံးတို့ engine ကြီးတက်ထားတာဖြစ်ပြီးတော့တနာရီမှာကီလိုမီတာ410နှုန်းထိသွားတာဖြစ်တဲ့အတွက်ကမ္ဘာပေါ်ကအမြင့်ဆုံးကားကြီးတွေကတစ်စီးဖြစ်ပါတယ်။ခုလောလောဆယ်မှာတော့အဲ့ဒီကားက $3.5 million ထိပေါက်ကြီးရှိရလို့တွေ့ရပါတယ်။ Ronaldo ကဒီကားတွေကိုသူစီးဖို့အတွက်မဟုတ်ဘဲနဲ့ investment ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အနေနဲ့ဝယ်ခဲ့တာလို့ interview တစ်ခုမှာပြောကြားခဲ့ပူပါတယ်။သူ့မှာရှိတဲ့ကားတွေထဲမှာဈေးအကြီးဆုံးကားကတော့သူအခုတင်ထားတဲ့ကားတွေထဲကဟိုးနောက်မှာရှိတဲ့ Bugatti Chiantoriacci ဖြစ်ပါတယ်။ခုချိန်မှာတော့အဲ့ဒီကားရဲ့ပေါက်ဈေးကဒေါ်လာ14သန်းကနေဒေါ်လာ15သန်းလောက်ထိရှိနေဖြစ်ပါတယ်။ Cristiano Ronaldo ကကမ္ဘာပေါ်ကဘောလုံးသမားတွေထဲမှာကိုယ်ဝင်ငွေနဲ့ကိုပထမဆုံး billionaire ဖြစ်ခဲ့တဲ့ self-made billionaire player တူဖြစ်ပါတယ်။မိတ်ဆွေတို့ရောဒီကားတွေကဘယ်ကားကိုကြိုက်ပါသလဲကျွန်တော်ကတော့ Ferrari ဆိုရင်အကုန်ကြိုက်ပါတယ်ခုလိုမျိုးဗီဒီယိုတွေကိုကြိုက်ရင်ကျွန်တော် follow လုပ်ထားဖို့ကျွန်တော်ကညွှန်ချင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ